အားလုံးပဲမင်္ဂလာပါဗျာဒန်စင်ဖူကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကော်ကားသီးနဲ့ပဲပြုတ်ကျော်လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရင်ဆုံးကော်ကားသီးတွေကိုအခွန်ခွာပါမယ်ခွန်ခွာပြီးသွားရင်တော့ထက်ချမ်းချမ်းလေးစိတ်စိတ်ပြီးအထက်ကဥတိုင်းလေးကိုထုတ်လိုက်ပါမယ်ပြီးရင်ပါပါလီပြီးတော့ပါပါလီထားတဲ့ကော်ကားသီးတွေကိုအစိတ်လေးတွေပြန်ပြီးတော့လီပါမယ်ခုလိုလီတဲ့နေရာမှာတော့ကိုယ်စိတ်ကြိုက်ကိုကြိုက်တယ်လို့လီလို့ရပါတယ်ခုလိုကော်ကားသီးလေးတွေကိုလီပြီးသွားဆိုရင်တော့ရေဆေးပြီးတော့ရေစစ်ထားပါမယ်ကျက်သွန်ဖြူနဲ့ကျက်သွန်နီကိုစနွေးမုံနဲ့ငယ်နဲ့စီတက်ပါမယ်စီတက်လို့ပြီးသွားရင်တော့ကော်ကားသီးတွေကိုထည့်ပြီးကြော်ပေးပါမယ်ကော်ကားသီးတွေကိုနှမ်းအောင်မွေပြီးသွားရင်အဖုံးအုပ်ထားလိုက်ပါမယ်တက်လို့ဟင်းလျာလေးဖြစ်တဲ့အတွက်အရသာကတော့အချို့မုတ်စားကိုပဲထည့်ပါတယ်ပြီးရင်နူးသွားတဲ့အထိကြော်ပေးပါမယ်ခုလိုနူးသွားပြီဆိုရင်တော့ပဲပြုတ်ကိုထည့်ပါမယ်ပဲပြုတ်ထည့်ပြီးအရသာလည်းစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ငရုတ်ကောင်းမုံနဲ့ငယ်ထည့်ပါတယ်ခုဆိုရင်တော့ကော်ကားသီးပဲပြုတ်ကြော်လေးရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ